သူမပါဇက်ကိုအလုံးပိတ်ချုပ်ထားသောတတုကြိုးတစ်ချောင်းနှင့်နိုးထလာခဲ့သည်။သူမသည်ယင်းကြိုးကိုဆုတ်ဖြဲရန်ကြိုးစားခဲ့တော်လဲမပွင့်ခဲ့ပေ။သူမသည်ကြောက်ရွံ့စိတ်ဖြင့်ပတ်ဝန်းကျင်ကိုလှည့်ကြည့်ရာအနီးအနားတွင်သူ့လိုမျိုးပါဇက်ချီနှောင်ခံထားရသောအမျိုးသမီးတစ်ဦးကိုမြင်တွေ့ခဲ့သည်။ထိုနည်းတူစွာပါဇက်ချီနှောင်ခံထားရသောအမျိုးသားတစ်ဦးကိုမြင်တွေ့ပြီးသူ့နောက်သို့လိုက်သွားခဲ့သည်။မကြာမီကွင်းပြင်လွတ်ကြီးတစ်ခုသို့ရောက်ရှိလာခဲ့ပြီးသူ့လိုမျိုးဒုက္ခရောက်ရကြသောလူဆက်တစ်ဦးကိုထပ်မံမြင်တွေ့ခဲ့သည်။ကွင်းပြင်အလယ်နာဘေးတွင်တန်ချောင်းတစ်ချောင်းနှင့်အတူတစ်သားတိတ်တာကြီးတစ်လုံးရှိနေသည်။တိတ်တာကိုချိုးဖျက်ဖွင့်တော့မိအချိန်တွင်ကြောက်ရွံ့စွာဖြင့်လူအားလုံးကနောက်သို့ဆုတ်သွားကြသည်။ပွင့်သွားသောအခါဝက်ပေါက်စလေးတစ်ကောင်ထွက်ပြေးလာခဲ့သည်။ထိုမျိုးသားသည်တိတ်တာအတွင်းမှလက်နက်စစ်များဖြင့်ပြည့်နှက်နေသည်ကိုထပ်မံတွေ့ရသည့်လူများသည်သူတို့အားလုံခြုံစေမည်ဟုထင်မြင်ကာထိုလက်နက်များကိုလုယူရန်ရှေ့သို့ပြေးဝင်ကြသည်။သို့သောကောင်မလေးသည်မြေပြင်ပေါ်တွင်အခြားအရာတစ်ခုကိုတွေ့ခဲ့သည်။ပါဇက်ပေါ်ရှိတတုကြိုးများကိုဖွင့်ပေးနိုင်သောဖြစ်နေသည်။သူမသည်အနီးရှိအမျိုးသားအားချက်ချင်းပင်ပြောပြလိုက်သည်တော့များဖွင့်ပြီးသူတို့အားလုံးလွတ်မြောက်သွားကြသည်။